ထွညာလေးမို့တာယာပါတယ်ချစ်တဲ့ရန်ပြရင်ပြင်းမေမသိအောင်လာခဲ့မယ်လို့မှားထားလို့လေကွယ်ပရစ်တန်ကြီးလူကြီးတိချိန်မို့အော်ချစ်ချမ်းစီဘူဝေစိတ်ကြီးနဲ့မောင်လေးလာခဲ့ရတယ်မခင်မောဟမချဲပါနဲ့ရင်ကုန်နှမ်းနဲ့ပဲရိတ်ဝဲလက်ဆောင်မြိုင်အိမ်ကြီးရှင်အချစ်ရဲ့ချင်းချတာမိနေပြီလားကွယ်အိမ်ကြီးရှင်အိုးဒီလိုတော့မခေါ်ပါနဲ့မောင်ရဲ့ခေါ်ရပြန်ပေါ့ချင်းချတဲ့အချိန်ကမိထားရလို့ပြောရမယ်လေမမိပါဘူးမောင်ရဲ့မောင်လာမဲ့ပြီးမိတန်းကြားတဲ့အချိန်မှလေချစ်ရင်လေးခုံလို့ပါရင်ခုံနေဘာဖြစ်လို့မပြောရဘူးမောင်ရဲ့ဒါပေမဲ့အမေအိတ်နေနဲ့မောင်ချင်းတဲ့အချိန်မှတော့လေချစ်အမြဲတမ်းမောင်ကိုတတိယနေပါတယ်လို့တတိယနေတယ်တကယ်လားတကယ်ပါအဆိုဝင်သားရမှာပေါ့ချစ်တဲ့လူနဲ့ငကိုတွေ့တဲ့အခါခိုးလာမင်းငါမနာလို့တင်ညိုမှာပုံဝင်သွားလို့အငယ်နေရမလားတကယ်ချစ်တဲ့လူမျက်နှာလေးကဘုရားဘာမှသာခဲ့ပြီပဲကွယ်ချစ်သူကောင်းငငယ်လာမင်းဟာချစ်ရဲ့မျက်နှာသာပါတိမ်ဖုံးလို့လာမင်းများပုံသွားရင်အဲ့ဒီတော့ဘာဖြစ်တယ်လဲမောင်ဘာဖြစ်ရမှာလဲချစ်ရဲ့ကို့မျက်ဝန်းစုံကချစ်မျက်နှာလေးကြောက်သွားတယ်လို့ပြောရမှာပေါ့မောင်ကသိပူတာပဲကွယ်မပူပါဘူးကွယ်လိုပါသေးတယ်ချစ်ကဲဒါဖြစ်ရင်အသေးကိုအမင်းလိုတွေ့ချင်ပါတယ်လို့ပြောမှာပေါ့ကဲနော်ချစ်တဲ့လူနဲ့ငကိုတွေ့တဲ့အခါအဖိုးလာမင်းကမနာလို့တိမ်ညိုမှာပုံဝင်သွားလို့အငယ်နေရမလားတကယ်ချစ်တဲ့လူမျက်နှာလေးကကိုယ်ကဘာမှတာခဲ့ပြီပဲကွယ်ချစ်တဲ့ကြောင်းတွေတိုက်တဲ့ကြောင်းတွေပြောလို့ဖြင့်မကုန်နိုင်ပါတဲ့လာသာညာညာတိုင်းတိုင်းဖြစ်ရင်ဘလောက်ကောင်းမလဲအချစ်ရဲ့ကြည်နူးတာအစင်တကယ်ချစ်နေမောင်တွေ့နေပါရစေကွယ်အချိန်ကြလာပါပြီမှန်းကားစားပါလို့ပိဏဘာသာစွမ်းဒါနကိုဖြင့်ဝမ်းသာအားရနဲ့စွမ်းချေရန်ထတော်မူရပါဘွန်တော်သဗ္ဗုရိသအပေါင်းသူတော်ကောင်းတို့ချစ်ပြောလိမ့်မောင်ချစ်တဲ့အကြောင်းကိုပြောလို့မှမဟုတ်ပါဘူးအချိန်ကြီးကလည်းပုံပြလိုက်တာကွယ်ဒီလောက်တွေ့ရပြောရရင်လည်းကျင်းတတ်ပါအောင်မောင်ရဲ့နောက်ရက်ဒီမှထပ်ပြီးတွေ့ကြသေးတာပေါ့နော်နင်းလေဟုတ်တော့ပါတယ်ဒါပေမဲ့ဆိုတာဘာဖြစ်လို့လဲမောင်ရဲ့မောင်ကချစ်ကိုတခါတည်းခေါ်သွားချင်တာချစ်လေလိုက်ချင်ပါတယ်မောင်ကဲဒါဖြင့်မောင်နဲ့တခါတည်းလိုက်ခဲ့ပါလားမဖြစ်သေးဘူးလေမောင်ရဲ့မိတန်ရောစင်နဲ့အိမ်တန်ရောစင်တွေကရှိသေးတယ်မဟုတ်လားလို့စောင့်မအောင်ကွယ်နော်ဟဲ့သမီးနိဗ္ဗာန်ဆောင်လေးလာကုန်ပြီလေဆုံးချက်ရအောင်ထတော့ဟုတ်မောင်မိမိနိုးနေပြီမောင်ကိုတွေ့တော့မယ်မောင်ရဲ့ပြန်မယ်နော်အင်းလေချိန်တန်တော့လည်းပြန်အောင်တော့မှာပေါ့အချိန်တွေကုန်လွယ်လွန်းလို့စကားပြောရတာလေအားမရနိုင်ပါရဲ့ချစ်သူသက်သားရဲ့ပစိုးပိုက်ကဆောင်ပိုက်ခါကွယ်တခါလေလိုက်ခဲ့ရင်မောင်ခေါ်သွားခြင်းလေအမေစုမှာသူတွေ့အိမ်တန်ရောစီတွေသူ့မှာမအီးလို့တဲ့စောင့်မအောင်လို့ဆိုသူရဲ့ကျင်နာစရာချစ်ကလေးချစ်တယ်လီပေးမယ်ယူထားွယ်ချစ်တဲ့လူနဲ့ငကိုတွေ့တဲ့အခါခိုးလာမင်းကမနာလို့တိမ်ညိုမှာပုံဝင်သွားကလို့အငယ်နေရမလားတကယ်ချစ်တဲ့လူမျက်နှာလေးကကိုယ်ကဘာမှသာခဲ့ပြီပဲကွယ်
ဖိုးလာမင်းကမနာလို့တင်ညိုမှာပုံဝင်သွားလို့အားငယ်နေရမလားတကယ်ချစ်တဲ့သူမျက်နှာလေးကကိုယ်ကဘာမှသာခဲ့ပြီပဲကွယ်ချစ်တယ်မို့ပြန်မအောင်မယ်မောင်စိတ်ကချစ်တဲ့သူနဲ့တူရှိနေမှာပေါ့ကွယ်အမမြာနဲ့မောင်နောက်ထပ်လာခဲ့ဦးမယ်နော်လာသာညာညာတိုင်းဖြစ်ရင်ဘယ်လောက်ကောင်းမလဲချစ်ရဲ့ဒီလူကအစင်တကယ်ချစ်နေမောင်တွေ့နေပါရစေကွယ်စားလေမလားလူလေမတွေ့အနေချရီလားချစ်ရဲ့မုံနေသလားကွယ်အရေးရောင်လေးမှမမြင်မကျင်နာတော့ဘူးချင်းမိပါတယ်အတွေ့ပေါင်းကြရာဝဲပင်မလာပါပြီကွယ်မဆောင်မြိုင်အိမ်ကြီးရှင်မောင်သေးလေးကိုယူထားပြီးကွယ်မောင်ကလေးများလို့ပြန်ပြေးချင်တာမောင်သိပါတယ်စကားပြည်တဲ့သူလေးမှမောင်ကလည်းဆွဲလန်းမေမိတယ်ဘာလဲလေကိုအိမ်ကြီးကမမကလေဦးကိုစားပေးခိုင်းလိုက်လို့အဲ့ဒါသမီးလာပေးတာအော်အေးကျေးဇူးတင်ပါတယ်ကွယ်ဘာများပါလိဖတ်ကြည့်ဦးမှာပဲမောင်ကြီးမိစိမ်းကားလေးတော့မောင်ကိုစိမ်းသွားပြီလို့မောင်ထင်ပါပဲနော်မောင်ကိုလည်းတိတ်တွေ့ချင်တာပဲကွယ်ကိုနည်းညာကအဖြစ်ကိုပြောအောင်မေမောင်ကြီးနိဗ္ဗာန်ဇော်ကြီးဥပေတိကမောင်နဲ့အေးကိုမြင်သွားတယ်လေအဲ့ဒါအမကြီးယောက်ျားဥတက်အေးကိုပြန်ပြောလို့အိုးအိမ်မှာအဆုခန်းလိုက်ရတာမောင်ရဲ့မောင်မနေ့ဖန်ညစပယ်ရိတ်ကနေစောင့်နေနော်မောင်နဲ့တွေ့တော့မှာပဲချစ်တဲ့အကြောင်းတွေကိုပြောတော့မယ်မောင်ချစ်တယ်လေချစ်သူထမစားလေးရလို့ပြောရပါတယ်ကွယ်မောင်နဲ့တွေ့ဖို့ချိန်ထားတယ်တကယ်ပဲလားမြတာကြီးရဲ့မောင်လာရင်တည်ရမေးပါမယ်တွေ့နေကြသဘယ်ပင်ရိပ်မှစောင့်မဲ့ချစ်မတွေ့ရတာကြာလို့ပဲလားတော့မသိဘူးချစ်ချိန်လိုက်တဲ့စာလေးရတော့မောင်လေးတိတ်ကိုဝန်တာမိတာပဲကွယ်တွေ့နေကြသဘယ်ပင်ရိပ်မှမောင်စောင့်နေပါမယ်ချစ်နဲ့တွေ့ရင်ပြောရမယ့်စကားတွေကလည်းရင်ထဲမှာအပြည့်ပေါ့မောင်စိတ်ထဲမှာတော့မနှက်ဖန်ဆိုတာတောင်းမှကြားတယ်လို့ထင်မိပါရဲ့ကွယ်ချစ်သူထမစားလေးရလို့ပြောရပါတယ်ကွယ်မောင်နဲ့တွေ့ဖို့ချိန်ထားတယ်တကယ်ပဲလားမြတာလေမောင်လာရင်ပြေးတာပေးပါမယ်တွေ့နေရသဘယ်ပင်ရိပ်မှမောင်ဆောင်နေမယ်နော်ချစ်နော်မနှက်ဖန်ဆိုရင်ကြားပါတယ်မောင်စိတ်ထဲမှာတွေ့ခြင်းဆိုရဲ့နဲ့ဒီညာပဲပြီးတွေ့ခြင်းဒီတကယ်ချစ်သူလေးကိုတွေ့ရင်ပြောရမယ့်စကားတွေတော့ကာယံကလေးတွေရွေးထားတယ်ညွန်နေပါကွယ်မောင်အချစ်ရဲ့ရွှေလာရောက်အိမ်ခေါင်းမို့ထိုးလာပေါ့ကွယ်စောင်းရုပ်ခတ်တယ်လို့ပရိကလေးတွေကဟစ်ကြွေးနေကြတရားပြီးတယ်တယောက်တည်းဖော်မပါမောင်လာခဲ့ပါပြီကွယ်စိတ်တွေပူပွားအရိတ်ချေတမှုချာရင်ခုန်နှံကလေးများကနည်းနည်းမြန်နေတယ်မင်းများမင်းနေပြီလားကွယ်အမောင်အိမ်မှာမောင်စိတ်ညစ်တယ်ရွာထဲကဟိုလူဒီလူမြင်သွားရင်ဖြင့်မတွေးဝင်နေရပါကွယ်မောင်ဟုတ်မောင်ရောက်နေတာကြာပလားယင်နင်းနောက်ကျသွားတယ်မောင်ယင်ဟောမကြသေးပါဘူးချစ်ရဲ့အခုလိုချစ်သူနှူးတွေ့ရလို့စိတ်ချမ်းသာရတယ်လို့မောင်အတွက်နဲ့အေးစုခံရတယ်ဆိုတာကြားတော့မောင်လေးတိတ်စိတ်ဆင်းရပါတယ်ကွယ်အေးလေစိတ်ညစ်တာပါပဲမောင်ယင်အမကြီးယောက်ျားဦးတဲ့အေးကစိတ်ကောင်းရှိတာမဟုတ်ဘူးမောင်ရဲ့ဟုတ်လားဟုတ်တယ်သူကအမြဲလဲလဲရှုပ်နေတာအမအကြည့်ဆိုင်နေတာများရီလိုက်ချင်သေးတယ်ကွာဦးတဲ့အေးဟုတ်တယ်ခက်သေးတယ်တဲ့အေးပြောရင်မင်းတို့ကလွန်နာပေါ့လို့ပြောအောင်မယ်ဟောဒီမှာဦးတဲ့အေးဘာလဲကွာကျွန်တော်နဲ့အေးတို့ရဲ့ချစ်ရင်မှာခင်ဗျားနဲ့ဘာမှမဆိုင်ပါဘူးဗျာအနောက်ရှောင်ပေးပါနဲ့လို့ဆိုတောင်းပန်ပါတယ်ဟ
ဘာကွာဆိုင်နာမဆိုင်နာမင်းတို့နောက်တော့သိမှာပေါ့ကွာဟဲ့ကောင်မလေးအိမ်ပြန်စားတန်ရကြံမပေါ့ကွာမခွဲချင်အောင်ချစ်ကြပြီမဲအသေးချင်အောင်ဖြစ်ရလေဘဝကိုတော့ကွယ်မောင်ငါရင်နာတယ်ဂျာကဖြစ်ရင်ပြည့်ရမှာလားကွယ်မုံနှင်းချန်လာအောင်တော့ပန်ရဖူးတဲ့သစ္စာကဘာဒီပါမဲချစ်တယောက်နဲ့တယောက်မခွဲရအောင်ချစ်ပေမဲ့အသေးချင်အောင်ဖြစ်ရတဲ့အဖြစ်ကိုတော့မောင်ကြီးသိရင်ခံမိတာပဲရဲ့ဘာသာဖြစ်ဒီဂျာကဖြစ်တိုင်းပြည့်ရမှာလားမောင်တို့ဘဝမှာမုံနှင်းချန်လာစေဦးတော့ပန်းရဖူးတဲ့သစ္စာအဲ့ဒါကိုတော့ကဘာတီးစီမယ်လို့မောင်သစ္စာပြုပါတယ်ကွယ်မခွဲခြင်းအောင်ချစ်ကြပြီမဲ့အသေးခြင်းအောင်ဖြစ်ရလေဘဝကိုတော့ကွယ်မောင်ငါရင်နာတယ်ဂျာကဖြစ်ရင်ပြည့်ရမှာလားကွယ်မုံနှိမ့်ခံလာအောင်တော့ပန်းရဖူးတဲ့သစ္စာကဘာတီးပါမယ်မောင်ချစ်သူတကယ်တနာလို့ဘလို့ကြံရပါမလဲဝဲချောင်းချတဲ့ကိန်းဒီမောင်နှံသပွဲဖြစ်ပြကဒူနိုင်လုံးပါတဲ့လူပြိုဒီကနေ့ညနောက်ဆုံးလူပြိုကိုရမှာတွေးလို့ပြောတာတွေမပြောရတဲ့ချစ်သူလေးကိုခိုးတော့မယ်ဒီညတော့ရခိုးတော့မှာဗျာကြိုက်သူလေးကိုခိုးတော့မယ်စပယ်ရိပ်မှာချိန်ချခြင်းရောက်သွားလို့လှဲကလေးနဲ့မောင်ခေါ်မယ်ပြောတယ်ဒီနေ့ညဟာပျော်ဆုံးပဲကွယ်စောင့်နေသူမောနေတော့မယ်အပြည့်လေးသာပဲမောင်းတော့တငယ်ချင်းမောင်းပြပါမယ်ကွာငယ်မောင်းသားမှာကွာဟဲ့ရဲလို့ခေါင်းမကြီးလားသွားစားဖေရအမေမရှိလို့တော့ပါလေဦးတဲ့လည်းဘယ်မှာထေမှုပြီးလဲနေတယ်လည်းမပြောတတ်ဘူးမောင်လာတဲ့အချိန်နဲ့များသွားဆုံနေတော့ဒုက္ခပါပဲဟေးကြည်စမ်းဘာတွေနဲ့တယောက်တည်းပြောနေလဲလက်လိုက်တာမောင်ရဲ့ဦးတဲ့အပြန်နဲ့မောင်နဲ့ဆုံးနေမှာဆိုလို့အဲ့ဒါမလေးတော့မောင်ကပါပါတယ်ဗျမိမကိုရအောင်လားဒီပဲတော့မအားသေးပါဘူးကဲလာနေတော့လဲပါပါလေဟိုကဘာချိုကြီးပါလေဟုတ်လားရေဦးမောင်အမကြီးကိုနှုတ်ဆက်လိုက်အောင်မယ်နော်ဩရေးတဲ့အရာပေါ်နေပြီကွာမောင်ကလေမောင်တမျက်နှာတရွာလားယုံသားလို့လိုက်ခဲ့သူကွယ်မောင်အသက်တမျှချစ်မှာပဲတကယ်အလိုလဲလိုက်မယ်စိတ်ချမ်းသာအောင်ထားလို့ရဲ့မျက်စိအောက်ကအပြောက်မခံနိုင်ပါဘူးတကယ်စားလေတူသွားလေတူမျက်နှာမဲယုံတော့ကွယ်ယောက်ျားစကားမို့ဒီပါရဲ့မောင်အချစ်ကလေးရဲ့ချစ်တော့မို့ပြောတဲ့ချင်းဖယားမှာသစ္စာဆိုဝင်နေမောင်ပါလေလာမောင်မင်းကလည်းမကြားတယ်ကိုစံအေးတို့ညလိုက်လာတာမပြောတော့ဘူးမောင်ရဲ့ကိုစံအေးလေဦးတေးကြီးလားဟုတ်တယ်သူကအေးနေကိုတစ်ဖက်သက်ပိုးနေတာမောင်ရဲ့ဟောသိပြီဒါကြောင့်မလို့ဦးတေးကမောင်တို့ချစ်ချင်းကိုခွဲနေတာပေါ့ဟုတ်တယ်စံအေးလိုလူဆိုးတစ်ခုအေးနေကစိတ်ထဲတော့မကူပါဘူးမောင်အာကဲဘာချိုကြီးနင်မောင်းသားမှာကွာဟေးစံအေးရဲ့ဟေးကြံသိမှာကိုမင်းတို့ဘယ်ပြေးမလားဗျဟဟေးညိုကြီးနဲ့ဖို့တို့လဲပါကောင်းတယ်ဦးဆက်ကြပါအောင်မယ်မောင်ဘာမှအပြစ်မရှိပါဘူးဒုက္ခပါပဲမတရားတဲ့အနိုင်ယူလို့ကွယ်တရားလည်းနဲ့ရန်ကားရဲ့အမတန်မှန်လျှော့ကသူသမျှမှာလူရအောင်မယ်ကွယ်ချစ်ချင်းမြတ်တာစစ်မှန်များဟာကြောင်မျိုးဝတ်ခဲ့ရင်ပါတယ်နောက်ရှက်ပြည့်စည်တွေနဲ့ရဆိုင်ရသမျှကွယ်မနာလို့မရှုစိတ်နိုင်ကြတယ်သူတစ်ပါးချစ်ချင်းခွဲလိမ့်မယ်တပားသူမျက်ရည်ကြမှာကျင်တတ်ကြတဲ့သူရဲ့
ကျင်နာရတဲ့တဲ့နှလုံးဆိုတာသူတို့မှမရှိတယ်ဖြစ်လျက်ဘဝတိုင်းမှာမတွေ့ပြရသည်နဲ့ကွယ်လဲနာလွန်းလို့တကယ်ဆူတောင်းနေပါလေဒီမှာပါလာတဲ့ပစ္စည်းတွေကိုသာယူပါရှင်မောင်တို့ချမ်းသာပေးပါမင်းတို့ပစ္စည်းတွေငါဘာလို့ယူရမှာလဲငါလိုချင်တာကအေးမေးကွာအေးဘာပြောလဲတဲ့ရိုင်းပါဟာမင်းကငါ့ကိုအနှုတ်ရိုင်းဟမ်လူမောက်ကလားကဲကွာမောင်မလုပ်ပါနဲ့ရှင်အေးညိုကြီးငါကောင်မလေးကိုခေါ်သွားမယ်မင်းတို့ဒီတစ်ကောင်ကိုကြည့်ရှင်းလိုက်ကြလားမလိုက်ဘူးဘာလူတွေလိုက်ရလဲအဲ့ဒါလူတို့ကမပြေးကြဘူးဟာဘာလို့ပြေးရမှာလဲဟေးဒီမှာမင်းတို့လက်ထဲမှာဓာတ်တွေသိရတာနဲ့မင်းတို့မခုတ်ရဘူးလားကွာဟမ်မောင်အေးမလာနဲ့သူတို့ထဲမှာဓာတ်တွေနဲ့ဘာမောင်လဲကွာကဲကွာဟာအေးမီဓာတ်ကြည့်သွားတယ်ဒုက္ခပဲအေးမီဖြစ်မှဖြစ်ရတယ်ကွာဘဝဆိုတာဖြစ်ချင်တာတွေမဖြစ်ရပါလားကွယ်မဖြစ်ချင်တာမှကြုံတွေ့ရလို့မောင်းသင်းလာတယ်ကံကြမ္မာကိုလဲရလို့မရနိုင်ပါနဲ့မောင်းချစ်ကလေးရဲ့ဝေးရတော့မယ်ချင်တာပဲကွယ်အတိတ်ခါပြင်းနေမယ်မောင်းရင်လည်းမတော့ကဘာမီတည်းလောင်ကျွမ်းနေပြီကွယ်မဖြစ်နိုင်လေပွေဆိုင်အသေးကွယ်ရတော့မယ်မောင်ချစ်သူကိုတကယ်တနာလာဒီမီလက်မလေးဓာတ်ညာကြီးနဲ့ဗလားခွေဘာကြီးတို့ပြောခဲ့ပြီလို့လားပေါ့နမို့ဆိုရင်အမေဘဝကမတွေးမမအောင်ပါရဲ့အိုးအင်းကြီးရဲ့စကားတင်ပြောနေပြီမောင်မဒီတဲ့တာနေကြမယ်အင်းမောင်ရဲ့ဆိုင်အီလူလူတိုက်ကိုလေးအားလုံးထုံးမိသွားပြီအီမီကိုမြို့ကစီယုံအရောက်ပို့ရမယ်ကွာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာကွာဒီဘောဒီကွာပို့ရသမှာအားမငယ်သားနဲ့အီမီရဲ့မောင်လေးအီမီကဘယ်မှမတော်ဘူးပြရတာမောင်ရဲ့မဖြစ်နိုင်နဲ့ပွေဆိုင်အသေးကွယ်ရတော့မယ်မောင်ချစ်သူကိုတကယ်တနာလာ